အခုမြားပြထားတဲ့လိုမျိုးပေါ့နော်ခွင်းလေးကိုဗုဒ္ဓဘူးခွင်းလို့ခေါ်ပါတယ်အဲ့လိုမျိုးဗုဒ္ဓဘူးခွင်းပါလို့ရှိရင်စကားပြောကောင်းတဲ့သူစာရေးကောင်းတဲ့သူဒါမှမဟုတ်တစ်ဖက်လူနားဝင်အောင်ပြောဆိုနိုင်စွမ်းရှိတဲ့သူဖြစ်ပါလိမ့်မယ်ဖြတ်ထိုးဉဏ်အရန်ကောင်းပါတယ်ဘယ်အရာကအကျိုးမြတ်ရှိမလဲဆိုတာအလူလူသိမြင်နိုင်စွမ်းနေရှိပါတယ်ရှုပ်ထွေးတဲ့ပြဿနာတွေကိုဖြေရှင်းရတာဝါသနာပါလိမ့်မယ်လိုင်းကပေါ့နော်ထင်ရှားပြတ်သားနေအဲ့ဒီခွင်းကပို့ပြီးတော့ထင်ရှားပြတ်သားနေသူတစ်ပါးအပေါ်မှာဩဇာညောင်းမယ်စီးပွားရေးမှာအလွန်ထက်မြက်မယ်ဆိုတာမျိုးပြတယ်လိုင်းကပြတ်တောက်ဖြစ်နေပြီဆိုရင်တော့တိတ်မကောင်းအောင်ပေါ့သူကအာယုံစူးစိုက်မှုအားနေတာကိုဘာလဲဆိုတာကိုဖော်ပြတဲ့နေရာမှာအခက်အခဲရှိတာမျိုးတွေဖြစ်နိုင်ပါတယ်လိုင်းတွေကထပ်နေပြီဆိုလို့ရှိရင်တော့ကိုကအစုံလုံးတက်ပြီမဲ့တခုခုအဆုံးထိရောက်အောင်မလုပ်ဖြစ်တတ်တာမျိုးကိုတတိထားရပါမယ်ဒါကတော့ဗုဒ္ဓဘူးခွင်းနဲ့ပတ်သက်တဲ့အကြောင်းအရာလေးပါအားလုံးဘုဒ္ဓရရှိကြပါစေရှင်